တဲ့စာကိုအိမ်မှာရှိရလေးနဲ့ကျွေးလိုက်ရတာအားတောင်နာတယ်မခင်ထားရဲ့ မဟုတ်တာကျမစားလို့ကောင်းပါတယ်ကျမကတော့ပြန်ပြီးအားနာနေရတာပါမကြီးတွေရဲ့ လက်ဖက်တုပ်လေးလည်းစားပါဒီလိုလေးရောတောက် သမီးလေးတုတ်လာလား ဟုတ်ကဲ့ရှင် ကျမတူမလေးဒီမှာရှိတဲ့ကာလပတ်လုံးမကြီးတွေတို့ကဆောက်ရှောက်ပေးထားတဲ့အတွက်ကျမကျေးဇူးအများကြီးတင်ပါတယ်ရှင် ရပါတယ်မခင်ထားရဲ့သမီးကကျမသမီးနဲ့လည်းရွယ်တူဆိုတော့ကိုသမီးလေးလိုပဲသဘောထားပြီးကာကွယ်ဆောင်ချုပ်ပေးထားတာပါ ဒါနဲ့မကြီးတွေနဲ့မိချစ်ကိုဘယ်လိုတွေ့ကြတာလဲ တွေ့တာဒီလိုမခင်ထားရဲ့ဆရာကြီးရွှေလာထွန်းနဲ့မရှိပူလေးနဲ့လမ်းမှာအရင်တွေ့ခဲ့ကြတာဆရာကြီးကတော့ပြဿနာဖြစ်မှာဆိုလို့မခေါ်ဘူးဆိုပြီးညင်းနေသေးတယ်ဒါနဲ့ပဲကျမတို့လင်မယားတာဝန်ယူပါမယ်ဆိုပြီးခေါ်လာခဲ့လိုက်တာ ကိုရွှေလာတော့ဘာလို့ညင်းတာလဲ ညင်းတာညင်းနေဆရာကြီးကပဲလာတွေ့နေ ခလေးနေရခလေးနေစမ်း ပြောပါစေမကြီးတွေရဲ့ကလေးစကားမှန်တတ်ပါတယ်မလုပ်ပါနဲ့ နေလူရှိစကားပြောညင်းနေဆိုတာလေဒီလိုမခင်ထားရဲ့ ဟုတ်ကဲ့ ဆရာကြီးကဒိုတဲ့လူပြိုကြီးမလားမိန်းကလေးတယောက်ကိုတက်တွင်းကိုခေါ်လာမယ်ဆိုသူများပြောစရာဖြစ်မယ်လေဒါကြောင့်ညင်းရတာပါဒါပေမဲ့လည်းမကြခဏဆိုသူတို့တော့ဒီကိုလာပြီးဝိုင်းဝန်းဆောက်ချောက်ပေးချပါတယ် သူမအဲ့ဒီတော့ရောအခုလိုပြင်ပတောင်းဝင်နေမရှိဘူးလား ရှိရပေါ့စာလဲတင်ရတယ်ဒီကြားထဲမေရှိပိုလေးကအပြင်လေးလိုက်ပို့ဖို့ပူစားရင်လဲသူ့မှာလိုက်ပို့ပေးရသေးတယ်ဆရာကြီးရွှေလာထွန်းကအလောက်ကခက်များများဆိုပေမဲ့မရှိပိုလေးကိုတော့သူ့တူမလေးအရင်လိုအလိုလိုက်ရှာတယ် ကိုရွှေလာထွန်းလဲတက်ကတောင်းဝင်နေရတစ်ဖက်မိချစ်ပူတောင်းဝင်နေရတစ်ဖက်နဲ့တော့အလုပ်များမှာပဲ ညားတာပေါ့မခင်ထားရဲ့ညားတဲ့ကြားရပဲသူ့နားမဲ့အချိန်လေးကိုမနာပဲနဲ့မရှိပိုလေးကိုအချိန်ပေးရတာလေတက်မှဆိုလဲဆရာကြီးရွှေလာထွန်းကအရန်ကိုအားကိုးရတာတက်ထဲမှာနေတယ်ဆိုတော့လဲတရေးတက်ရတွေကတော့ညားတာပေါ့မခင်ထားရဲ့ မကြီးတွေပြောတာဟုတ်တာပေါ့အဲ့ဒီကြားထဲမှာအခုကျမကပါသူ့ကိုလာပြီးအလုပ်ရှုပ်တယ်လို့ဖြစ်နေတော့ကျမလည်းကိုရွှေလာထွန်းကိုတနာမလို့တော့ဖြစ်နေပြီမကြီး ခုပဲကြည့်လေသူ့မှာအလုပ်တွေလည်းမအားတဲ့ကြားကနေပြီးမခင်ထားရဲ့အလုပ်တွေကိုလိုက်ပြီးကုညီနေတာဒီလောက်ဆိုရင်တော့မခင်ထားအနေနဲ့ကျမတို့ဆရာကြီးအတွင်းစိတ်ဘယ်လောက်ဖြူလဲဆိုတာသိသိမှာပြီ ဟုတ်ကဲ့ကျမသိပါတယ် စပိန်နေလူတော့မသိဘူးအနောက်ကနေထိုင်ပြီးလိုက်လာတဲ့ကျမခါးတွေတောင်ညောင်းနေရှာတာလည်းတစ်မျိုးလုံးကိုနှမ်းနေပြီခုထိလည်းဘာသတင်းအစနာမှမရဘူးဘယ်လိုလုပ်ကြမလဲ သူ့လောကကြီးထဲမှာရှိမရှိသေးတာမသိဘူးနော် ရှင်ဘယ်လိုပြောရကြလဲ ရှာလို့မတွေ့လို့လေ ပောက်ကြရတယ်ဘာတွေပြောမှန်းလည်းမသိဘူးဒီမှာရှာလို့မတွေ့ဘူးဆိုတာ तू ကမတွေ့ချင်လို့ပုံနေတာလေဘယ်လိုလုပ်ပြီးလွယ်လွယ်ကူကူရှာတွေ့မှာလဲလို့ ကျုပ်တူမသာဆိုရင်လေခြေတုံးတုံးနဲ့ခက်ဆက်ဆက်လေးရိုက်ပလိုက်တယ် ဘယ်လိုဖြစ်လို့ကျုပ်တူမဖြစ်သွားတာလဲ ဟောတူမအရင်သာဆိုရင်လည်းပြောတာပါ ချက်ချင်းတူမအရင်ပဲဖြစ်ရတယ်ရှင် ဟောကိုတူမရွယ်လေးမှုတို့ပါအဲဒါကြောင့်တူမအရင်လေးဖြစ်စေချင်တာအရင်မဟုတ်လေအဖျားလို့ဆိုရင်လည်းချိုးပါတယ်လေ ဟာဒီပြောနေတာတော့ကိုရွှေလာတော့ရဲ့ ဟောကြံကြောင်းနဲ့မှားသွားလို့ ကြံချောင်းတွေပေါက်ချင်နေလာလို့မနေနဲ့နော်ပေါက်ကလေးလည်းပြောဖို့စဉ်းစားနဲ့သွားကြစို့နင်ဒီခါကျမနေမယ်ရှင်နောက်ကထိုင် စီးတယ်လို့ ငယ်ငယ်တော့စီးဘူးပါတယ်လွယ်လွယ်လေးပါရှင်နောက်ကနေကြခုံတက်လိုက်ဟုတ်ပလားလာ ရပြီနော်ပြလိုက်ပြီနော် ကိုရွှေလာတော့ ဟာရလားတက်လို့ရပြီလား ခုံတက်လိုက်တော့ရပြီ ဟာ ခုံတောင်မလေးပြီးပါပြီကိုရွှေလာတော့ရဲ့အမေလုံးပါကိုရွှေလာတော့အမေကျမလက်ကျိုးလာပြီအမေကျမခေါ်ပါအမေပြီးပါပြီးကျိုးပြီထား မလေးကျမခါလာကိုတော့ရှင်မနိုင်ဘူးလားလို့ အမလေး ပြီးပါပြီတော့ ဘာဖြစ်သွားလဲ လက် တနာရှင်းမခါထိုင်ရှင်းနေပြီမလား ဖင်သားလေ ဒီတော့ပါလား နာ
ကျိုးပြီးနေကျမလက်တော့ အဲ့ကျွန်တော်ပြောတယ်စီးလိုက်ရလားလို့ ကျမရှင့်ကိုပြောတယ်လေခုန်တက်လာပြီလို့ပြောတာပဲဟာ ခုံတက်လိုက်မှလဲတာလေ အာ ခုံတက်တော့လဲမှာမဟုတ်ဘူး သူမပြောက်လို့လိုက်ရှာနေတဲ့အတော်ဒီနေ့ဝေကောင်းစားလာတွေဝစ်ပြီးတော့အပြင်ထွက်နေတာအပျော်ခီးထွက်လာပြီပါပဲလားဟမ်သူမကိုရှာမတွေ့လို့စိတ်ညစ်တယ်ဆိုတဲ့စကားလေးတစ်ခေါက်မှမပြောပြုံးလို့ဖြီးလို့ဟမ်နေသားမောင်ဒီလက်ကဘာဖြစ်လဲ အော်ချော်လဲလာတာကိုနည်းနည်းပါ ချော်လဲလား နည်းနည်းပဲ ဒီလူပြောက်လိုက်ရှာတာလေရိုးရိုးမရှာမနဲ့ကင်မီကောက်ထောင်ပြီးရှာလို့လားဟမ်နေတူမပြုံးနေမှာတွေ့ဦးမှာလား အော်ညီမလေးလည်းကိုရွှေလာတော့နဲ့လိုက်ရှာနေတာပဲဟိုကိုကြီးရလဲ ဟမ်ဒီပါအဲ့ဒီကောင်နဲ့မလွဲတာလို့ပတ်သက်နေတာနော်နေထဲမှာကြည့်လို့ရမှာမဟုတ်ဘူးဒီကောင်နဲ့နေတွဲနေတာလုံးဝမကြိုက်ဘူးဒီကောင်ကအကျင့်ကောင်းတော့မဟုတ်ဘူး ဟဲအကိုကြီးရဲ့ဟိုလူတစ်ခါကတော့အဲ့လိုတော့မပြောပါနဲ့သူ့ခမအလုတ်တဲ့အကြိုက်ပြညီမလေးကိုလိုက်ကူညီပေးနေတာစေတနာကိုမစော်ကားကောင်းပါဘူး ဟာတွားစမ်းပါဟာနင်တို့မိန်းကလေးရလေအဲ့ဒါမျိုးပတ်ချွတ်နေချွတ်နေပြောလိုက်လို့ရှိရင်အတင်းကိုကြီးနေတာပဲဟုတ်ဒီမှာ तू စားတဲ့ပြဿနာလေ तू စားတာလေအဲ့တော့ तू မွေးတယ်ဒီ तू ရှားမှာပေါ့ ဟင်သူကဘာလို့မီးမွေးရ ခင်းချက်ဖို့ပေါ့ဟာနင်ကဦးကြောင်ကြောင်လေးလာမမေးနဲ့ဒီမှာနောက်တစ်ခါရှာခြင်းလေနင်ကနေတယောက်သေးပဲရှာဒီကောင်နဲ့တွဲပြီးရှာတာငါလုံးဝမကြိုက်ဘူးနော် ညီမလေးကတော့ကြိုက်တယ် ဘာပြောနေ ဟာဘာပြောဟောရေးတဲ့ဖုန်းကလာနေပြီဖုန်းလာနေလို့ဘယ်ကဖုန်းကလာနေရေးထဲမှာ ပြရလေ ဟာအကိုကြီးမိချစ်ကိုစီကဖုန်း ကိုင်းလိုက်လေ တိုက်လိုက်မယ်နော် အေးစပီကာဖွင့်လိုက် ဟုတ်လိုက်ပြီဟယ်လိုဟဲ့မိချစ်ကိုကြားလား你陪你多年嘞，俺娘眼色不你了哩，陪你表你了嘞，怕你老你了嘞，俺表。 အဲ့ဒီဒါပြီးမှမေးသမီးပြောတာလဲအရင်နားထောင်သမီးကအခုခီးလွန်နေတာနောက်၄-၅လကြာရင်ပြန်လာမယ်နော်အိမ်မှာပဲအေးဆေးပြန်နေလိုက်ရှာရင်ပြန်မလာပဲနေမှာနော်ဒါပဲနော် 嘿，嘿，你们你我看见你们你有来是的，你做啥表么嘞？帮忙么嘞？ ဟာဟိုမပြောတော့ပါဘူးဦးလေးဦးတာပန်ကဒေါသကြီးရယ်မပြောရဘူးဒါပဲနော်ဒါပဲ嘿，你帮我，哈，我吓到你， ဘုတ်ချတော့ရင်ပြန်ခေါ်လိုက် 是的嘛。贵，စပစ်ထားတယ်တော်တော်ဆိုးတာပဲ ဟာရတယ်စပိတ်ထားလဲဘာမှမဖြစ်ဘူးအခုကတော့အလုပ်ရှင်းသွားပြီအဲ့တော့နင်ပြင်းလို့ရနေပြန်တော့ အေးကိုကြီးကလည်းအဲ့လိုမျိုးသူပြောတဲ့အတိုင်းလုံးလို့တော့ဘယ်ဖြစ်ပါမလဲဒါမတွေ့တဲ့အောင်ရှာအောင်ပါဗော တော်တိတ်နင်စက်မပြောနဲ့လက်ပြန်ဒီရန်ကိုပြန်တော့ငါဒါပဲပြောမယ်ဟုတ်မသိဘူးမှန် 你别看了，好，过去了，我背起门来，来不不不要来我操！啊，对面概念嘛，变起毛做你干嘛？变红做么变红？俺都中我么变红，变红么变红？哎呀，爸爸过去了吹， အိုး 这嘛骗你，谁推我么讲？现在嘛嘞，现在我来了呗。 ဟမ်အဲ့ဒီကဘလို့ကြီးတော့မမေချစ်ဖို့အကြောင်းကြားတာဝမ်းသာရမှာလေဘယ်နာဝမ်းနေနေ 哦咦，好的好的，俺爸爸了，俺爸爸，俺玩大吧的，俺玩大的。 မလေးနော်ဝမ်းသာတဲ့အနေထားမျက်နှာကြီးရလေ 你弄鸟话嘞喏，生意吧的，对嘛？没吃过对了，俺玩大了，得得。喏，俺没变你们那地下你变了，玩的啦，得得，俺老得得的，以为都嘛不对啦。 ဟုတ်တယ်အဲ့လိုဖြစ်နေတာအဲ့လိုဖြစ်နေတာ ဩဟုတ်ကဲ့ဟုတ်ကဲ့ 不是那种，啊，这嘛变了嘛不路，小蓝都识的。 ဟိုတဲလေးတောင်ထက်နေလို့မရတော့လား 那你表来把那些，你真那不？သူတို့ဖေးကြောင့်လည်းတည့်ရတာနဲ့အရှမ်းကတိကတ်တနိုင်တာကျမကိုကားလေးဘက်ကိုချက်ချင်းဝယ်ပေးတာအခုဒီညကားနဲ့ကျမပြန်မှာ ဘယ်တက်နိုင်ပါမလဲရေစက်မကုန်ရင်တော့ပြန်ဆုံးကြသေးတာပေါ့နော် ရှူလာထွန်းကလေရေစက်ကတော့မကုန်နိုင်သေးပါဘူးကျမတို့ရားထဲမှာဖုန်းလေးဆက်လို့ရတယ်စာတွေလည်းပို့လို့ရတယ်ဟုတ်ဘူးလားမိချစ်ပူပြန်လာမှပဲကျမတို့နှစ်ယောက်ရဲ့ဇလန်းကိုပြန်ပြီးစက်ကြပါတော့နော် အဲ့ဒီက ဟမ် အဲ့ဝမ်းနေနေရလားဟိုမသိလို့ရှိရင်ဦးရွှေလာထုံးရတိတ်ရွာတော့ကြာနေတာပဲ ဟာပေါ့ 你都把你ပြောနေတာလေငါပြောပြစီ你都ဝင်မရှုပ်စမ်းပါနဲ့ဒီမှာချစ်ရတဲ့သူနဲ့ကိုယ်ရတဲ့ဒုက္ခလောက်ကြီးတဲ့ဒုက္ခဘာတစ်ခုမှမရှိဘူးမသိလဲနဲ့မသက်ပိတ်ထားကြကိုရှိလာဆောင်သွားရမယ်နော် တက်တာ ဟုတ်ကဲ့ ခင်ဗျာ
လင်မများဘူးနော် ရှင် ဟုတ်မျက်နှာမများဘူးနော်လို့ တိတ်ဆိုးတာပဲလာ သင်္นานတွေအားလုံးဒီနေ့သင်္ကေတအဖို့လေ့ကျင့်မယ်သင်္ကေတအဖို့လေ့ကျင့်တဲ့အခါမှာဒစ်နဲ့ဓာတ်ကိုရိုက်တဲ့အခါမှန်ကန်စွာတိကျစွာရိုက်နိုင်မှုလိုတယ်ဒစ်ကိုပေါက်ရိုက်မယ်ဓာတ်ကိုဖိပြီးတော့အတန်ရှည်တတ်မှတ်အလျားတိုင်းရိုက်ရမယ်ဆိုတာမင်းတို့အားလုံးလည်းသိထားပြီးသားလေ့ကျင့်ထားပြီးသားဖြစ်တယ်အဲ့တော့မင်းတို့အခုအားလုံးလေ့ကျင့်ရမှာမင်းတို့ရဲ့ကွန်ပျူတာမှာဒင်းနဲ့ဓာတ်ကိုရိုက်တဲ့အခါပုံစံကြမကြအတန်ထွက်မှန်မမှန်ဘူးမင်းတို့ကိုယ်တိုင်တွေ့မြင်လေ့ကျင့်ရမှာဖြစ်တဲ့အတွက်သင်ပေးထားတဲ့အတိုင်းသေချာတိတိကျကျရိုက်ရမယ်သင်ခန်းစာအမှတ်စဉ်1ကနေစပြီးတော့လေ့ကျင့်မယ်စလို့တော့ဆရာကြီးကိုယ်တိုင်လိုက်ကြည့်မယ်ကဲသင်္นานတို့အင်ဂျင်နီယာတပ်ဖွဲ့ရဲ့မစ်ရှင်ကြီး၃ခုရှိတယ်အဲ့ဒါကတော့ရွေးရှားတိုက်ခိုက်နေထိုင်ရ to move to fight to live နော်ရွေးရှားဖို့အတွက်လမ်းတွေဖောက်ပြီးတရားတွေဆောက်တာတို့ရဲ့အဓိကတာဝန်ဖြစ်တယ်အခုမင်းတို့မြင်တွေ့နေရတော့စစ်သုံးတရားဘာသာတရားဗေဒီတရားပုံစံတွေဖြစ်တယ်တို့ကဘယ်ရန်ရဲ့အကူအညီမှမယူဘဲနဲ့လူရင်းနဲ့တရားတွေကိုထိုးနိုင်တယ်ဒီချောရဲ့တစ်ဖက်ကန်းကိုမိမိတို့ရဲ့တစ်ဖက်ကန်းမှာပဲတရားကိုစင်လူရင်းနဲ့တွန်းလို့ရတယ်အခုပြထားတဲ့ပုံစံတွေကတော့နှစ်တော်တစ်ချက်ဖြစ်တယ်နော်ဘေးကပေါင်းဘယ်နဲ့လို့ခေါ်ဘေးကပေါင်းနှစ်ခုကိုလက်မနဲ့ဆက်သွယ်ထားတဲ့ဆံလို့ခေါ်လွတ်လပ်ရေးသမိုင်းနဲ့ဝေခွာတဲ့ဒီစစ်အင်ဂျင်နီယာတပ်ဖွဲ့သည်အင်ဂျင်နီယာစွမ်းရည်ထက်အောင်တိုင်းတိုင်းဖွဲ့စည်းရမည်ရှိနေလေမူနောက်များနဲ့ပေါင်းစုတွေပြောင်းတိုင်းတိုင်းနေထိုင်နိုင်တဲ့ဒီအင်ဂျင်နီယာတပ်ဖွဲ့ဆန်းဆောင်ရည်ရှောင်းတော်သာစီမမူရတော့စစ်သည်အင်ဂျင်နီယာစွမ်းနဲ့ချက်ကျော်သည်ဒီတွေရဲ့သာကောင်းသာနေစစ်အင်ဂျင်နီယာချီလာပြီကွန်ကရစ်အောက်ကိုစနက်လက်မှ
ရိုးရိုးမြေသားအောက်ဆိုလို့ရှိရင်16လက်မှမှာရှိတဲ့တန်တက်တုတွေကိုအာယုံခံရှာဖွေနိုင်စွမ်းရှိတယ်နော်ဒါဒီကိရိယာပဲနော်ဒါ DME 200 မိုင်းရှာဆက်ဒါတော့ DOS 2009မိုင်းရှာဆက်လို့ခေါ်တယ်နော်ဒီဘက်မှာဆိုလို့ရှိရင် water bottle လို့ခေါ်တယ်နော် water bottle သဘောတဘာဝကဝါရကဲနွန်မရှိတဲ့နေရာမှာရေတံပလင်းတစ်လုံးနဲ့ကိုရန်ကျိုးအထုံးလိုက်ထည့်မယ်ထည့်ပြီးလက်စစ်တုံပုံမီးချိုးစနစ်ကိုသုံးပြီးတော့ရန်ကျိုးကိုဖောက်ခွဲခြင်းအပြင်လွယ်ကူရှင်းလင်းစွာ IED ကိုဖယ်ရှားရှင်းလင်းနိုင်တယ်ဒါကတော့ GTL 511 mine detector လို့ခေါ်တယ်နော်ဒီပစ္စည်းမျိုးစားကသူ့ရဲ့အလေးချိန်ကတော့9.5 ပေါင်ရှိတယ်နော်အလျားကတော့သူက2ပေမှ5ပေအထိရှိတယ်သုံးဆွဲနိုင်တဲ့နိုင်ရော12နိုင်ဖြစ်တယ်နော်ကဲတင်တန်းသားများပါမရှင်းတာရှိတယ်ရှင်းပါဟာမချစ်ဘူးဒီဘယ်လိုဖြစ်ဒီရောက်လာလဲ ဒီလိုပါဆရာကြီးတသားတိဖြစ်တက်မတော်လည်းဝင်ပြီးနောက်အခုအခြေခံစစ်မြေပြင်အင်ဂျင်နီယာတင်တဲ့အတွက်တင်တန်းသူဖြစ်ရောက်ရှိလာပါဆရာကြီးဩဒီလိုလားဟုတ်ပါရဲ့ဆရာကြီးဩရိုးတိုင်းပြောရရပါတယ်ဟာနင်းနဲ့ငါနဲ့အခုမှသိတာမဟုတ်ပါဘူးဟာဟုတ်ဆရာကြီးအရင်တည်းကသိပါရဲ့ဆရာကြီးအခုဆရာကြီးကကျမရဲ့နီးပြဆရာကြီးဖြစ်တယ်လို့ပါဆရာကြီးဩဆရာကြီးတို့များနေပြီကဲဟုတ်ပါပြီဟုတ်ဆရာကြီးဟုတ်ဟဲ့ဒီဘယ်လိုသွားခိုင်းသေးလို့လဲဟုတ်ဆရာကြီးသွားပါတော့ရပါပြီသွားပါတော့ဟုတ်ဆရာကြီးနည်းနည်းတော့ညားရင်တော့ဆရာကြီးမေချစ်ဘူးလေးလာလို့ပျောက်ဘယ်ရောက်သွားသလဲမသိတက်ထဲဝင်တော့ဝင်တော့လည်းချားတက်တဲ့မဟုတ်ဘူးငါရှိတဲ့ဘီးတက်ထဲမှာဝင်ရတယ်လို့ဖြစ်သေးပါဘူးတာပန်းကိုတီးပြီးဦးမှာပဲဒီကောင်စိတ်သိမ့်မှတော့မဟုတ်ပုံစံပြန်ရင်လေဒီကောင်ငါ့ကိုရန်လိုနေတာဝုဒ္ဓဝါဒတွေပြောဦးမယ်လူကိုယ်တိုင်ပဲတော့ပြလိုက်တော့ကောင်းပါလေဆက်သွယ်ရေးစနစ်ဆိုတာဟိုးရှေးပွေသမီးကရှိခဲ့တာပေါ့ဒီနေ့ခေတ်လို့တိုးတက်မှုမရှိသေးတဲ့ကာလမတိုင်ခင်ကဘာဦးချိန်ပိုင်းနဲ့ဆိုပါတော့သားကောင်လိုက်တာရန်သူလာတာလှမ်းခေါ်တာစသဖြင့်အချက်ပြတဲ့အခါမှာပေါ်ဟစ်တာလက်ဟန်ချင်အမူအရာပြတာမီးဖိုတာဘုံတီးတာအဲ့လိုမျိုးဒီလန်ပေါင်းစုံတွေတုံးပြီးတော့အချက်ပြခဲ့ကြတာအိမ်နည်းနည်းလေးတိုးတက်လာတော့မှန်ပြတာမြားပြစ်တာခြေလင်းချင်းညံတော့ဆက်သားတွေလွတ်တာဆက်သွယ်ရေးခြင်းတွေအသုံးပြုပြီးတော့လွတ်တာငှက်တိမ်မှာစာချီပြီးတော့လွတ်တာအဲ့လိုမျိုးတွေကိုအသုံးပြုလာခဲ့တယ်အဲ့ဒီကနေစပြီးတော့မင်းတို့ငါတို့မျက်မှောက်ခက်မှာတော့တိုးတက်လွန်းလို့မင်းတို့ဖုန်းထဲမှာတော့မှမိမတွေရီးစားတွေနဲ့ဗီဒီယိုကောတွေပြောရလို့မင်းတို့လာစားတွေတော့မှပါကုန်ကြပြီမလားငါတို့ဆက်သွယ်ရေးဘလောက်အရေးကြီးသလဲဆိုရင်တက်ရင်းတွေကိုနံပါတ်တက်တာအစပေါ့ကဲကတကူနေမျိုးချက်ကြည်စမ်းမအောင်ပါဆက်သွယ်ရေးတက်တွေကိုဘလို့နံပါတ်တက်ဟုတ်ကဲ့ဆရာကြီးအလဲမှာတစ်ခဏပဲပေးပါတယ်ဆရာကြီးဒီရပြီထိုင်တော့ကျော်တန်းရှစ်မင်းသိတဲ့ဆက်သွယ်ရေးတက်ရင်းတွေပြောစမ်းပါစတာရ1-3လုံးစတာရ2-1စတာရ3-3စတာရ4-4ဟိုရပြီထိုင်တော့ဟုတ်မြင်အောင်ဒါဘာအဓိပ္ပာယ်လဲဆိုတာပြောစမ်းပါဟုတ်ဆက်တော်ရေးတက်ဆိုတာတပ်မတော်မှာအရေးကြီးဆုံးမို့အလဲမှာတင်ကနရစပြီးနံပါတ်1လို့ထင်ပါတယ်ဆရာကြီးဟာမင်းကစာပါမရတော့ကွာဒီလိုမျိုးနှိုက်ချွတ်တော့လေတဲပြောရပါလားတပည့်ရအေးမင်းပြောသလိုဆိုရင်ကိုးနဲ့စတဲ့ BE တို့ဘာလို့ကငါတို့ဆက်သွယ်ရေးလောက်အရေးမကြီးသလိုဖြစ်နေတာပေါ့ကွာကဲနောက်တစ်ပတ်စာမွေးအတွက်စာခဏချက်ထားကြအောင်ဧည့်သည်လာလို့ခဏထွက်တွေ့လိုက်အောင်ဟုတ်ကဲ့ပါဆရာထိုင်တော့ရောက်တာပဲမင်းငါ့ကိုမြင်တာနဲ့ဘုံမတ်တွေပြောပြီးတော့တော်တော်ကြွားတဲ့ကောင်ပဲဟမ်စင်မော်တက်ပြီးပေါက်ကက်တွေရွှေလင်းလို့မင်းနာမည်ကိုတာပန်းစားတာရွှေလို့ပြောအောင်မယ်ကွာလိုက်လေးလိုက်တဲ့ဆရာတပည့်တွေကွာဟဲ့မင်းအပေါ်လေးပြောမနေနဲ့အနာဘောဒုတ်ကြကောင်လို့ခံရခက်နေတာမလားအနာဘောဒုတ်ကြတာသာထားလို့လောလောဆယ်မင်းတူပေါင်းမင်းချစ်ဖို့ငါ့ချစ်ကိုကြားလာပြီကွာဟာမင်းဘာစကားပြောတာလဲမမေးနဲ့ကျောင်းသူသိချင်ငါတော့လည်းကဲရထားလားဒါပဲယထာဟာဟဲ့ကောင်မင်း
မေချစ်ဖို့ ဆရာ ငါနားမလဲလို့မေးစမ်းမရစေဘူးကိုဦးလေးအရေးတယောက်လုံးလို့ဆက်သွယ်တက်မှာရှိရသားနဲ့ဆက်သွယ်တက်ကိုမဝင်ဘာလို့ဘီတက်ကိုဝင်ရတာလဲဒါတော့ကွာဘီမှာ तू သဘောကျတာရှိလို့နေမှာပေါ့ကွာဟုတ်တယ်မလား ဟုတ်တယ်လေ ဘာဟုတ်တာလဲနင်း ဟုတ်တယ်လေလေရဲ့သမီးကလေဘေးတက်ထဲကိုပဲဝင်ကျင်တာပြီးတော့ဆရာကြီးလည်းရှိရလေဝင်လို့ပဲအခုဘေးတက်ထဲတော့ရောက်နေပြီဟာ နင်းတော့ငါအဲ့ဒီရေစက်ကိုအပြတ်ပြတ်ချင်တယ်ဆိုခါပါ လေလေကလည်းဘာရင်စက်ကိုဖြတ်ချင်တာလဲလေးလေးနဲ့ဆရာကြီးရွှေလာထွန်းနဲ့ကတက်လုံးရေစက်စုံနေမှာဟုတ်တယ်နော်ဆရာကြီး တိတ်ဆန်းငါမကြားချင်တဲ့စကားကြီးနင်မပြောနဲ့မေချစ်ဖို့ငါသိတယ်နော်ငါသိနေတယ်နော် ဟောလေးလေးကလည်း ဘာလေးလေးကလေငါလှုပ်လိုက်ရကွာတက်ထဲမှာမလို့ဟောဒါပဲရင်တိုင်းပဲမပြောင်းလဲသေးပဲကွာအေးနင်ကိုအရေးကြီးတဲ့စကားပြောမလို့နင်တူမမေချစ်ဖို့ပြင်းဦးလေးကိုပြန်ရောက်နေပြီဟာ ဟုတ်ကဲ့ကိုကြီးကိုရွှေလာထွန်းလေညီမလေးကိုစာပို့ထားတယ်ညီမလေးမြန်ဆုံးလိုက်လာခဲ့မယ်နော်ကိုကြီး အေးလာခဲ့ဒါပေမဲ့နင်တူမလို့နင်ပြန်ခေါ်လို့ရမှာမဟုတ်ဘူးဟိုကောင်ရွှေလာထွန်းဆိုတဲ့ကောင်ကတိမ့်သွင်းထားလိုက်ပြီဟာ ဘလို့သိမ့်သွင်းထားရလဲကိုကြီးရဲ့ ဩဘလို့တိမ့်သွင်းရမလဲဟာဒီကောင်တော်တော်လဲတဲ့လူလေပဲဟာနင်တူမကိုခြီပြီးတုတ်ပြီးပေါ့ဟာ ကိုရွှေလာထွန်းကတူမလေးကိုကျိုးနဲ့တုတ်ထားရလားကိုကြီး ဟမ် ဩကိုကြီးရဲ့ဒါကတော့တူမလေးထွက်ပြေးသွားမှာဆိုလို့ကိုရွှေလာထွန်းကစိတ်ချအောင်လှုပ်ထားရနေမှာပါကိုကြီးရဲ့စိတ်မပူနဲ့ ဟာနင်တော်တော်ဒုံမွေးတာပဲဟာအဲ့ဒါကြောင့်နင်ဒီအသက်အရွယ်ထိလင်မရသေးတာဒီမှာငါပြောချင်တာလေနင်တူမတက်ထဲကိုဝင်သွားတာတင်လန်းဆင်းပြီးတော့ဘီးတက်ကိုရောက်တယ်ရောက်တာမှဟိုကောင်ရှိတဲ့တက်ကိုရောက်တာငါအဲ့ဒါကိုပြောတာ ဩအဲ့လိုကြီးလားဟုတ်ပြီကိုကြီးအဲ့ဒါဆိုရင်ညီမလေးအမြန်ဆုံးလိုက်လာခဲ့မယ်နော် အေးလာခဲ့ငါတော့ငါတူမကိုဒီကောင်နဲ့လုံးဝသဘောမတူနိုင်ဘူးငါအုံမျက်နှာကြိုက်ဆိုတာဒါမျိုးပေါ့ဟာ ဟဲ့ကိုကြီးပြောတဲ့စကားအထိပ်ပဲဘလို့ကြီးလေ ဟမ်ဩလာပြန်ပြီဟာနင့်ရှင်းပြတာငါမောတယ်ဟာဒီမှာအတိတ်ပဲကလေရွှေလာထွန်းဆိုတဲ့အိုကြီးအိုမကောင်ကငါတို့တူမလေးနုနုထွတ်ထွတ်မေချစ်ဖို့အပိုင်သိမ့်သွင်းမှုကြံတာသူတို့အချိန်ကြီးကလုံးဝမယိုးသားဘူးဟာ ဟဲ့ကိုကြီးတေရောတေချရလားကိုကြီးရဲ့အဲ့လိုကြီးတော့ဟုတ်မှမဖြစ်ပါဘူး ဟာတေးကြတာပေါ့ဟာငါမျက်စိနဲ့ကိုမြင်တာပူလို့ကတ်လို့ရီလို့မောလို့အကြည့်တွေကလည်းဟာတယောက်နဲ့တယောက်ရွှွှွှွှကိုဝေးနေတာပဲယိုသူမရှက်မြင်သူရှက်ဆိုတာဒါမျိုးပေါ့ဟာကဲနင်ဘာမှစဉ်းစားမနေနဲ့လက်ပြန်ငါ့စီကိုရောက်အောင်လာခဲ့ဒါပဲ ဟုတ်ကိုကြီးပြောတာတွေကတကယ်လားဒုက္ခပါပဲငါမှဒီအသက်အရွယ်ရောက်မှရှာရှာပါပါလင်းလေးတယောက်ရမယ်ကြံကရှိသေးတယ်ဟိုတူမနဲ့ညားတော့မှလားမဖြစ်ဘူးဒီလိုမျိုးတော့ဘယ်နည်းမှအဖြစ်မခံနိုင်ဘူးငါအမြန်ဆုံးလိုက်သွားမှာဖြစ်မယ်မင်းအမြန်ဆုံးလိုက်သွားမှာဖြစ်မယ် ဘာရမလဲရွှေလာထွန်းရဘာရမလဲကွာတာပန်းကိုလာစမ်းလို့ရရိုးလားကွာ လီးလိုက်တာတက်တာကြီးအမလီ ဟာကဲဘာလို့မှလဲခေတ္တညို့ငါတို့တူမအောင်ကိုကောင်စီယုံသိမ်းသွင်းထားပြီးပြီဟာ ကိုကြီးကလည်းအဲ့လိုလည်းမဟုတ်ပါဘူးဟိုသူကတူမလေးကိုရိုးသားသားဆောက်ချောက်ထားတာပါ အဲ့လေဖေကလည်းဆရာကြီးဥရွှေလာထွန်းအဲ့လိုမျိုးမဟုတ်ပါဘူးဟုတ်တယ်မမေချစ်ပေါ်ကသူ့ဘာသာပြီးတက်ထဲဝင်တော့ဖေကမတင်မနှက်ဖြစ်နေမှာမဟုတ်လား ဖက်ကောင်ပါလေညို့တိတ်နေကြစမ်းဘာကိစ္စနင်တို့ရှင်းနေလိုက်နေတာလေဒီကောင်ဘက်ကရှင်းနေလဲအောင်ရွှေလာထွန်းကနင်တို့ပထွေးမလို့လား ဟမ်ကိုတာပဲစင့်စကားဘယ်ချင်းတို့ရောက်သွားပြီလို့ ဟုတ်တာပဲဖွာလွဲပါပြီဖဲပါပြီဖွာ စကားကိုကြည့်ပြောတော့စကားတော့တရားပါတယ်ကောင်းတာမဟုတ်ဘူးတော်ရဲ့ တရားတော့ပါရင်ပါပါစီမင်းမပါဘူးပဲအရေးကြီးတဲ့ရင်းသွေးကြီး ထီတွေရဲ့မပါကြတော့ရှင် ဟုတ်လို့မလေးဆန်းမင်းကခုချိန်ဒီကောင်အကောင်းမြင်နေတော့မယ်လားဒီကောင်ကလေနုနုနဲ့လေကောင်မလေးကိုပဲကြိုက်တာအိုကြီးအိုမတွေကိုမကြိုက်တော့ဘူးတဲ့ အိုကြီးကမှဆိုတာဘယ်သူပြောတာလဲ ။အော်နင်းကိုပြောတာဗော ညီမလေးကိုပြောတာ ။ဟုတ်တယ်ငါ့ကိုပြောတာနားနဲ့ငါကိုယ်နဲ့နားနဲ့ဆက်ဆက်ကြားခဲ့တာ။အဲ့တော့နင်းလည်းသူ့ကိုစိတ်ကူးရင်ဒီနေ့တော့
40ကျော်တွေကိုဒီကောင်စိတ်ဝင်စားမှုလေငါတို့တူမနုနုထွတ်ထွတ်လေးကိုပဲယူမအခုစီးရုံးထားတာကြည့်ပါလားမပြောလိုက်ချင်ဘူးဟာငါရှေ့မှာပြက်ပြက်နေတာတွေကို လက်စတတော့တင်းကဒီလိုလားသူကဘလူးကောင်းစောင်းထားတဲ့မင်းသားဖြစ်နေတာ哦တော်တော်အကျင့်မကောင်းနဲ့အခွင့်ရသမားနည်းနည်းလေးမှအကျင့်မကောင်းနဲ့လူညီမလေးတော့လေဒီကိစ္စကိုနည်းနည်းမှသိမခံနိုင်တော့ဘူးကိုကြီးအခုချစ်ချို့တော့ရှင်းမယ် ရှင်းရမယ် အကိုကြီးလိုက်ခဲ့ ဟမ်ငါမလိုက်ပါဘူးဘာလို့လိုက်ရမှာလဲဟဲ့နေလည်းလိုက်မသွားနေကျင်တော့ အဖေဘာတွေးနေရလဲသမီးတို့ကလိုက်သွားမယ်ဆိုအဲ့လေအဖေကလည်းခုတော့ဘာဖြစ်နေမှန်းမသိဘူးအဲ့ဦးရွှေလာထုံးအကြောင်းကြားနေအကြစ်ကြီးဒေါသကြီးပဲထွက်နေတော့တာပဲလာသွားမယ် အေးလိုက်သွားကြဟေးလိုက်သွားကြတော့မျက်စိကိုနောက်နေတာပဲပြောလိုက်ရှင်ဘူး ကိုရှိလာတော့ လန့်တာဟိုခင်ဗျာရေတူးတူးတက်တက်လုပ်ပါအားလေကို့တွေးလိုက်လို့ရမ်းပျော်သွားတာ ဒီရုပ်ကပျော်နေတဲ့ရုပ်ပေါက်နေတာ ကိုကတော့ရမ်းပျော်တယ်ခင်ဗျာလာမယ်ဆိုလို့မနေ့တည်းကမျောနေတာ တော့စမ်းပါဒီမှာကိုရှိလာတော့ရှင်ရည်တကယ်ကိုတူဝေး ဟာအတူမဟုတ်ဘူးဝမ်းဝေးပါဝမ်းဝေးခင်ဗျာသိရနော်ဝမ်းဝေးတော့ဝမ်းဝေး ဘာလဲလာပြောနေရလဲတူဝေးဆိုတာရှင်အဒေါ်လိုတူဝါလိုလောက်တာကိုပြောတာရှင်ကလေတကယ်ကိုဘလူးကောင်းစောင်းထားတဲ့လူ အနေထားရဲ့ဦးရွှေလာထုံးအဲ့လိုကြီးတော့မပြောပါနဲ့ ဟုတ်ပါတယ်ခင်ဗျာရေဘာလို့ပြောနေကိုတလုံးမှနားမလဲတော့ ဒီလိုဆရာကြီးကမမမေချစ်ဖို့နှုတ်ဆွဲဖြောင်းပြီးအပိုင်တိုင်းလိုက်တာလို့အနေထားကပြောနေတာ ဟဲ့မင်းတို့ဘာသာပြန်ခိုင်းနေလို့လဲငါမြန်မာလူပြောနေတာသူလည်းမြန်မာလူနားလေတယ်တတ်တမဲ့ယူးကြောင်စောင်းနေတာ ဟာတကယ်ယူနေတာဟာ ဒီမှာ မဟုတ်ဘယ်ယူကြအောင်ဆောင်းပါလဲတကယ်နားမလဲလား နားမလဲပြန်ပြောမယ်နော်ရှင်ကကျမတူမအမွေအများကြီးရမယ်ဆိုတာကိုသိလို့တတ်တမဲ့အပိုင်ကြံလိုက်တာသိပါတယ်ဘာလဲအခုတော့ကျမကဘာလဲအိုကြီးအိုမှာဟာလားဒါပေါ့ရှင်ကနုနုထွတ်ထွတ်ကလေးကိုရသွားပြီဆိုတော့ကျမအိုပြီပေါ့နာပြီပေါ့ရွတ်ပြီပေါ့တွားပြီပေါ့ အနေထားကကိုယ့်ကိုအဲ့လိုကြီးမပြောသေးလေ ဟုတ်ပါပြီငါပြောနည်းများသွားတယ်ဒီမှာကိုရှိလာတော့ရှစ်လို့လူယုံမှာကျမပတ်သက်ခဲ့မိတာတအားနောင်တရတယ်ရှင်နဲ့ပတ်သက်လို့စိတ်ကူးရင်ခဲ့တာလို့လေကျမအရန်ရှက်တယ်ရှစ်လို့လူယုံမှာနဲ့ဒီတက်တက်ဘယ်တော့မှမပတ်သက်တော့အဲ့ဒါလာပြောတာကိုရှိလာတော့ ဟင်ခင်ဗျာ ဝမ်းမသားလေဒီတက်တက်တွေမကောက်ဘူးနောက်တက်တက်မှမပတ်သက်တော့ဘူးလို့ဒါတော့မိတ်ဆက်ကလေးပြန်လာပြောတာဒါပဲ ခင်ဗျာဟောဒီကွာ အဲ့တော့အကိုကြီးကြောင့်လေအကိုကြီးကခုလိုနေပြရတာအမမသိပါဘူးအကိုကြီးကခုညီမလေးလေရတော့မှာမဟုတ်တော့ဘူး အော်ဘလို့ဖြစ်ပြန်ငါလည်းပေါဆိုင်လို့လေ ဘာလို့ဆဲပါလဲအကိုကြီးနဲ့ဆိုင်ဦးဆိုင်နေဘာဖြစ်လို့ပြင်းတော့ပါညီမလေးကိုဘာဖြစ်လို့အတေးရကိုပြန်လွတ်တာလဲလို့အဲ့မှာလေအကုန်လွဲကုန်တာ ဒုက္ခရော ညီမလေးလေအဲ့လောက်ထိလေစိတ်ထိခိုက်မိပါနဲ့နော်ဟိုပူးစာပိုင်းလေးများပါတယ်ညီမလေးကိုကြီးနဲ့အမလေးပေါ့နော် တော်ရမှာလေပူတာဆိုတာတကယ်တော့ဦးရလူအဲ့ဒါကြောင့်မလို့ညီမလေးခံစားနေရအရာပါနဲ့ တော်ပါတော့ဟာစိတ်ကြည့်လိုက်တာငိုမနေပါနဲ့ဒီငိုနေဟာလည်းမตายကြနေတာပဲ မตายဘာဖြစ်လဲဟုတ်တယ်မตายညီမလေးအတင်းလုံးလေးကွဲချင်ကုန်တော့မตายဖြစ်ပြီဘာလို့လဲမตายဖြစ်တော့ဘာဖြစ်လဲမตายရောမပေါ်ပါပဲ မပြောပါနဲ့တော့သူကောစိတ်ကြည့်လိုက်တာဟာအဲ့လိုလဲငိုမနေပါနဲ့ ကိုကြီးစဉ်းစားကြည့်ရညီမလေးကြည့်ရတယ်သူကိုလေကိုတူမရဲ့ယောက်ျားပြညီမလေးကဘယ်နဲ့နိုင်နဲ့ကြည့်ရမှာလဲလို့ဘယ်လိုစိတ်ကြီးနဲ့ကြည့်ရမှာလဲလို့ညီမလေးတော့စိုးလိုက်တဲ့ဘဝကြည့်အောင်ပါလားလို့မေရိုသမီးကိုလာကြည့်ပါဦးဒီရကိုမကောင်းလို့သမီးလင်မရဒီရကိုသမီးစိတ်ကြတယ် ဟုတ်တာပဲကိုသားပဲအဲ့ဒါလေရှင်းတာအခုလိုဖြစ်ရသိလားဟိုလူကလေရှင်းကိုကလေးသားချင်နေတာအခုလိုဖြစ်အောင်လုပ်တာနာကြရတာ ဘာလဲအစတည်းကဒီလိုမှသိရင်နင်ကဒီကောင်ကိုယူမယ်ပေါ့ဟုတ်လားကျင်ရွဲ့ ဘာလို့ဆက်စားတော့အစကြရတာလေရှင်းတို့နှစ်ယောက်တက်အောင်နေလို့ရှိရင်ညီမလေးအခုလိုဖြစ်မှာမဟုတ်ဘူးပြောမလို့ပါ မကူပါနဲ့ညီမလေးမကူပါနဲ့ကွာတောင်းမှမှာတယ်နော်ဒီကောင်နဲ့တာတဲ့လူကိုရှာပြီးတော့နင်ကိုပေးသားပေးမယ်ဟုတ်ပြီလားဒီကိစ္စကိုမလုပ်ပြကြအပြတ်ရှင်းမယ်ဟာနေချစ်မို့ယူမှာလားလို့မေးမယ်ယူမယ်ဆိုလည်းငါတခါတည်းပေးသားလိုက်မယ် အကိုကြီးတော့ပြတ်သားတယ်အမလေးကိုရတော့ပြတ်သား
သားပါတော့ညီမလေးကိုရွှေလာတော့ပူဇာလေးရင်းသက်တွေကောက်ပြီးပေါ်လို့ဆက်လိုက်တာကိုရဲ့ဆက်တော့ ဒုက္ခပါပဲဝစ်ကြီးလိုက်တာဝစ်သေးကြီးလိုက်တာဒုက္ခပါအားလုံးမသားရလို့ထင်တော့မှာပဲကွာလောင်းမှုတွေကကိုတကယ်တောင်းမှမှာချစ်ရဲ့အဲ့ဒီကတနေ့စတော့ကိုတကယ်ကိုခွင့်ရမိထင်ချစ်ကိုချင်းမိတာပြီးတော့မှကောက်ခါငငါကြီးတောင်းရင်းနဲ့သွားလို့ပါကွာ အိမ်နေကကိုနဲ့ဆက်တယ်များတော့ချက်မှထုပူနေရပဲအိမ်ကထွက်လာပြီဆိုတော့အိမ်လည်းမပြန်ချင်ဘူးဘာလို့မှလည်းမသိဘူးအာနဲ့သူရမချစ်ဖို့အုတ်ကူနာကိုရောက်တော့ကြည်ပြီးဘာမဆိုင်ညာမဆိုင်ကို့အဖြစ်နဲ့တွေးပြီးငိုချင်လာတာအိမ်မှာဆရာကြီးရှိလာတယ်တွေ့တာပဲ အဲ့ဒါပြောလေချစ်နဲ့ကိုနေကဖူးစာဟုတ်ပါလားတိုင်းဆိုင်ကိုလေးအရင်ကမှသွားတွေ့ရတယ်လို့ ဟုတ်တယ်နော်အိမ်เนี่ยတက်မတော်အင်ဂျင်နီယာကျောင်းကနီးပြဆရာကြီးဆိုတော့ကိုနဲ့နေဆက်မဲ့ထင်ပြီးလိုက်လာခဲ့တာဒီအောင်မှမမအေးတော်ပြောပြလို့ဆရာကြီးကကိုရဲ့ဦးလေးဆိုတော့သိလိုက်ရကိုဦးလေးရင်းဆိုတော့ချစ်ကလေဆွေမျိုးရင်းတယောက်နားမရှိသလိုခံစားလိုက်ရတယ် ဘာပဲဖြစ်ဖြစ်ကိုတို့ဖူးစာပါလို့အခုလိုပြန်ဆုံးဝင်ရပါပဲလေချစ်မပြောဘူးလား ပြောတော့ဘူးကိုရဲ့အခုဆိုရင်ချစ်ပစ်နာရဲ့အားလုံးလဲချစ်ခွင့်ရပြီဆိုတော့ပို့ပြီးတော့ပြောတယ်ဟုတ်ဒါနဲ့ချစ်တို့အကြောင်းကိုမိသားစုကိုပြောပြလိုက်ရအောင်ကောင်းမလား ကောင်းမှာပေါ့ချစ်ပြောလိုက် ဟိုဆရာကြီးကိုအထင်မလွဲပါနဲ့နော် ကျွန်တော်ကညီချစ်ပေါ်ချစ်သူဘူကြီးအောင်ခန့်ပါဆရာကြီးရွှေလောက်ထုံးဆိုတာလဲကျွန်တော်ဦးလေးအရင်ပါဗျာဟမ်တခဏတော့ဟယ်လို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  ဟယ်လိုကို ဟမ်ချစ်ပြော အရေးကြီးနေပြီကိုရဲ့ ဟမ်ဘာဖြစ်လို့လဲချစ် ချစ်ရတော်ကလေချစ်ကိုရုပ်ဆိုးပန်းဆိုးသူတယောက်နဲ့အိမ်အောင်ချပေးဖို့စီစဉ်နေတယ်ဘလို့မှလည်းညင်လို့မရဘူးဟိုချစ်ဘာလို့ရမှန်းမသိလို့ ဟာချစ်တော့လေကွာသူလည်းအပြိုကြီးကိုသူလိုက်ပေးညာပဲဟောဘာလို့ချစ်ကုန်မှလဲ ဟုတ်တယ်ဟိုအဲ့ချစ်လေဟိုကိုစီလိုက်လာမှအဆင်ပြေတော့မှာဘာလို့ရမလဲ နင်းလေမဟုတ်ရင်လည်းချင်းတဲ့ကိုနေကဝေးကြဖို့ပဲရှိတော့ကိုလည်းတန်းတန်းဆင်းပြီဆိုတော့ခွင့်ရပြီချစ်လိုက်လာကြနော် ကိုတကယ်ပြောရနော် တကယ်ဘောချစ်ချစ်ပြင်းနေရောက်တာနဲ့ကိုစီကိုဖုန်းလေးတစ်ချက်ပဲဆက်လိုက်နော်ကိုချစ်ချီကအပြေးလေးလာရင်ဟုတ်ပြီလား ဟုတ်ကဲ့ ဘွေတို့တက်ကဖုံးဝင်လာပါတယ်ဘွေတို့တက်ကတက်လာမဲ့ရင်တန်းနဲ့ရှေ့တန်းကိုချက်ချင်းလိုက်ရမယ်လို့ပြောလာပါတယ်ဘွေကြီးရင်တန်းလည်းနောက်15မိနစ်ဆိုပြင်ဦးလွန်ရောက်ပါပြီဘွေကြီး ဟာတော်တော်ကန့်နေပြီပဲအဲ့ဆိုထုတ်တယ်သိမ်းအောင်ကွာပြဿနာပဲ15မိနစ်တည်းလားကွာကိုယ်ဆိုကျွန်တော်သွားအောင်မယ်ကိုနော်အားကြောင့်ပဲမြေချစ်ဘွားကျွန်တော်ဦးလေးဆရာကြီးနဲ့တွေ့ပြီးတော့ဘီးတထဲကိုလိုက်လာခဲ့တာပါအဲ့ဒါတစ်စင်ပဲကျွန်တော်အကြောင်းစုံစမ်းခဲ့တာ ဘိုးလေးမြင့်ရဲ့ဇနီးမမအေးတော်ပြောပြလို့ဘိုးကြီးအောင်ခန့်ကအရေးပေါ်စစ်စင်ရေးနဲ့ပါသွားရဲဆိုတာသိလို့အဲ့မှာပဲဆက်ဆောင်မလို့ဒါပေမဲ့အဲ့ဒီထားဘလို့တိသွားလဲမသိဘူးတက်ထဲကိုလိုက်လာပြီးတော့လိုက်ရှာမဲဆိုတာနဲ့ထပ်ပြီးထွက်ပြေးသွားခဲ့တာဟိုအဲ့ရနေဘေးတက်ထဲဝင်ခဲ့တာပါပဲ မေချစ်ဘူးကြီးကရွှေလာထွန်းရဲ့တူနဲ့ကြီးစားဖြစ်နေတာပေါ့ဟုတ်လား ဟုတ်ပါရဲ့ဟိုတက်ထဲမဝင်ခင်နေကချစ်သူဖြစ်နေတာပါ ခင်ဗျားယူ ရှာ နေရလဲဒီကောက်အပေါ်မှာမြစ်တာတွေဖိတ်စင်ကြနေတယ်ပေါ့ ကိုကြီးရဲ့အခုတော့လေဖိတ်စင်မကြတော့ပါဘူးမဖြစ်နိုင်တာကိုသိတဲ့အချိန်ကစပြီးရင်ထဲကအချစ်တွေကိုတသက်စာသိမ်းဆည်းထားလိုက်ပါတယ် အော်မလေးလွမ်းတာ ကိုရှိလာထုံး ဟောဘယ်လိုဖြစ်နေတာလဲဟမ် ခေါ်လို့ထူတာလေ လာပြီးတော့ငါလှုပ်လိုက် ကျောင်းမကလည်းကွာ ဒီကောင်
ငါမင်းစီကလူတာတယောက်သေးကွာမင်းငါစီကယူသွားတာငါတုံမောငါညမောနှစ်ယောက်တောင်မင်းဘလို့ကောင်းလဲ ကိုကူးတဲ့နဲ့ကိုဖြစ်တာကွာမနာလို့မပြောရနဲ့ကွာမင်းသမားအနေနဲ့ကလည်းငါ့လိုချောမောလာပါလေသူရွေးချယ်တာကံကောင်းပါလေ ဟာမင်းကွာကဲလာစားမင်းမဟဲ့ဒီလိုနှစ်ယောက်ကဘာလုပ်နေတာလဲလာဟော ဒီတိုင်းသာဆက်သွားမယ်ဆိုရင်အပြက်ပြက်နဲ့နှာခေါင်းသွေးထွက်တော့မှာပဲတမီးတို့နှစ်ယောက်ကိစ္စဘလောက်ကြာကြာစောင့်နိုင်မယ်အန်ဒီထားနဲ့ဥရွှေလာထုံးအတွက်စိတ်မကောင်းလို့ပါ ဒေါ်လေးနေအခုတလောသမီးဦးလေးကိုတာတော့တတိထားမိနေတခုရှိရသိလား ဘာလဲရင်ဒေါ်လေး သမီးဦးလေးဟာကိုရွှေလာထုံးနဲ့ညီမလေးခင်ထားညိုနောက်ပြီးဝီးအောင်ခန်းနဲ့သမီးတို့ကိုလေသဘောမတူဘူးဆိုပြီးတော့ဘလောက်ပဲအတန်ကုန်ဟစ်နေနေသူ့ရင်ထဲမှာအဲ့လိုဖြစ်နေရမဟုတ်ဘူးကြိတ်ပြီးသဘောတူနေတဲ့ပုံစံမျိုး ဟုတ်လားဒေါ်လေးရဲ့ သိဟုတ်တာဗောသမီးကလည်းသမီးဦးလေးနဲ့ဒေါ်လေးနဲ့တူတူနေလားနှစ်ပေါင်နဲ့မှမနေတော့တာသူ့ရဲ့ပြင်ပမှုရာကိုကြည့်အောင်လေဒေါ်လေးကသူ့စိတ်ကိုခံမှန်းနိုင်တယ်အခုလေလေကိုတာပန်းဖြစ်နေတဲ့ပုံစံကသဘောတူခြင်းပြီးမဲ့စိတ်ထဲမှာရှက်ပြီးတင်းခံနေတဲ့ပုံစံမျိုး ဒါဆိုရင်ချဲ့ဦးလေးဥတာပန်းစီကနေပြီးတော့စိတ်သဘောထားမှန်ကိုတွင်းထွက်လာအောင်လုပ်ဖို့ပဲလိုတော့ပါနော် ဦးလေးဦးသာပိုင်ရဲ့စိတ်ကိုပွင့်ထလာအောင်ဘယ်လိုလုပ်ရမလဲ ဟမ်ဒါလွယ်လေးအားလုံးစုံပြီးတော့တို့တွေထိတ်တိုက်တွေ့လိုက်ကြမယ်လေကောင်းလား ဟုတ်တယ်ဒေါ်လေးပြောကျွန်တော်ထောက်ခံတယ်ဒီကိစ္စအားလုံးစုံပြီးရှင်းလိုက်ရင်သူကပြီးသွားပြီလေ အားလုံးစုံမို့ကဦးလေးဦးသာပိုင်ကိုဘယ်သူကခေါ်လာမှာလဲ ကိုတာပန်းယူကိုခေါ်ဦးမြဒေါ်လေးတာဝန်ထားမလေးသမီးတို့ရဲ့ဘေးတက်တယ်ကိုလေကိုတာပန်းယူမပါပေါင်းခေါ်လာခဲ့မယ် ဟုတ်တယ်ဒေါ်လေးရဲ့တမီးတို့နှစ်ယောက်ကကိစ္စမရှိပေမဲ့ဦးရွှေလာထွန်းနဲ့အန်တီထားကိုအဆင်ပြေစေချင်လို့ပါ ဒေါ်လေးလည်းလေကိုရှိလာထွန်းနဲ့ညီမလေးခင်ထားညိုရဲ့ခေါ်ရဘိုးကြီးအောင်ခန့်နဲ့တူမလေးတို့ချစ်ရက်နဲ့ဝေးနေအောင်တကယ်ကိုမကြည့်ရပါဘူးအဲ့အတွက်ဒီနေရာမှာဂတိတစ်ခုတော့ပေးခဲ့သမီးတို့ရဲ့ဦးလေးကိုတာပန်းယူဒီဘီတက်တယ်ကိုမပပအောင်ဒေါ်လေးခေါ်လာခဲ့မယ်စိတ်ချထားလိုက်ဟုတ်ကိုတာပန်းရှင်ဘလို့ဖြစ်နေရလဲညနေရရှုံမဲ့ပြီးဟိုလျှောက်လိုက်ဒီလျှောက်လိုက်ကျမလေခေါင်းနေတော့ဝူးလာပြီကဲပဲမစိတ်ထင်ပြောရရင်တော့နမလင်းနေမောင်ဖင်ကျိဆိုသလိုများဖြစ်နေလားမသိဘူးနော် မင်းကိုဘယ်သူကလိုက်ကြည့်ခိုင်းလို့လဲကွာငါဒေါသတွေမင်းပေါ်ရောက်သွားတယ်နော် ရှင်အမြဲတမ်းဒေါသကြီးနေသိလားအကုန်လုံးအရာအားလုံးအဆင်ပြေနေပြီရှင်တယောက်တည်းဒေါသထွက်နေသိလား ဟိုကောင်ငါ့ကိုကြောသွားတာခွေးကြိုက်တာတဲ့ကူပို့လာတယ်ကွာ ခွေးကြိုက်လို့ရှင်ကာကွယ်ဆေးထိုးကအလုံးရှုပ်ပါရတော့အခုရှင်သားနဲ့ပြက်ပါသွားတာမဟုတ်ဘူးရှင်ကစိတ်ကိုရှော့လိုက်ပါတော့ ရှင်နှွဲ့အစိတ်တွေတအားတုံနေတယ်နော် ကိုကြီးစိတ်မတူပါနဲ့တော့ဟိုအာကာရကြီးရှိရင်လေကိုကြီးမေးလိုက်ပါတော့ကိုကြီးရဲ့နော် ဟုတ်ပါတယ်လေးလေးရဲ့ဟိုကျမတို့လည်းလောလောဆယ်မယူကြသေးပါဘူးရှင်မဲဆက်တွေပြည့်အောင်အတူတူစူးစမ်းကြအောင်ပါအခုကလေဟိုအကိုကြီးအဖရာဆိုသလိုအန်တီထားအတွက်ပဲသဘောတူပေးလိုက်ပါနော် ဟုတ်ပါဆရာကြီးရယ်ကျွန်တော်လည်းကျွန်တော်ဦးလေးရဲ့တူနေရနေတောင်းဆိုပါတယ်ကျွန်တော်ဦးလေးကိုတော့ဒီတစ်ခါအိုးခွင့်ပေးလိုက်ပါ ဟုတ်ပါတယ်ကုသားပဲရှင်ကစိတ်လျှော့လို့ခလေးတော့တော့တောင်းမှန်နေဘူးနော် ဟုတ်သားပဲရောက်ပါလားမင်းနဲ့ကလည်းမတဲ့အတူဒီတကယ်ချင်းနေပါကွာကြောက်ဘယ်လောက်တောင်းစင်ကြီးလဲဆိုမင်းသိဆုံးပါကွာ ကျွန်တော်ပဲကြားတဲ့တောင်းပါပါဗျာကျွန်တော်ဦးလေးနဲ့အနီထားကိုတော့သဘောတူပေးလိုက်ပါ ကိုကြီးကလေအကိုကြီးနဲ့ကိုရွှေလာထွန်းကလေတစိတ်ချင်းမတူပေမဲ့စိတ်ချင်းကတော့အရန်တူပါတယ်တက်မတော်ကြီးရဲ့သားသမီးတွေပဲကိုကြီးရဲ့ဖိတ်ချင်းဖိတ်ကိုကြီးတွေပဲဖိတ်လိုက်ပါနော်လို့ ခင်ထားညူ ရှာ စကားတွေတိတ်တက်နေတယ်ဟဟလား ကိုရွှေလာထွန်းကတိချတင်ပေးထားလား ပါလာစီတောင်းပါပါလေကွာခွတ်လို့ပြပါနော်ဟိုတော့တယ်မင်းသဘောမတူသေးဘူးဆိုရင်လည်းသဘောတူသေးစောင့်ပါကွာနော်မင်းဘယ်ချိန်မှပြည့်သဘောတူလာတဲ့ဒီငါစောင့်ပြီးတော့ခင်ထား
လက်ထပ်ပါ ရပါတယ်ကွာမင်းကခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ထိအောင်ပြစ်နိုင်တာဟုတ်ကွာငါအဲ့ဒါကိုတွေးပြီးတော့နည်းနည်းတော့ရှက်သွားတော့ဒါပေမဲ့ခင်ထားညို့လို့ငါညမဦးကြောင်ကြောင်မင်းချစ်ပြီးတော့ပဲငါအတိမပြုတ်ပေးရမှာပေါ့ကွာသူ့အရွယ်ကလည်းလင်းမယူရင်တော့ရိုက်ပြီးပေးစားမယ်အရွယ်ဆိုတော့မင်းယူပေးတော့ပဲငါကျေးဇူးတင်ပါတယ်ကွာ ကိုကြီးကလည်းဘာလို့ရှောက်ပြောနေမှန်းမသိဘူး ဟဲ့ဒါဆိုမင်းမကောင်းတော့ဘူးလေတော့ဟုတ်လား အေးဒါဆိုရင်ဒီနေ့ရစပြီးတော့အမုန်းတရားတွေခြုံငိမ့်နေဟောဒီနေရာလေးမှာစိတ်တူခိုလုံချစ်ရိပ်မြုံလေးဖြစ်အောင်တူတူခံနေကြမယ်နော် ဒါပေါ့ 高大美气，谁是他的孤岛，心连心嘛，呀呀哈的呀的的，人啦你都飘过来，都你有劲啊，飘来呗，都走来干不离不卡呢，怎么比他对都你呀噻，过来用不差呢，淡淡星星个大的会，高原路米呀的西个不大，都拉了哈干的嘛也得。ငယ်ရွယ်စဉ်ကမှမနာများစွာဒီလိုချိန်မှမလို့ပါဟာယူခဲငယ်ချင်းချင်းကြည့်ပေမဲ့စိတ်ဝမ်းလည်းမကွဲပါနဲ့မရင်စတဲ့ချိန်အပြစ်များကိုအပြန်လန်း